ဒီစကားပြောပုံစံ၄မျိုးကိုသိသွားတာနဲ့ထိုင်းစကားပြောရတာအရမ်းလွယ်သွားလိမ့်မယ်ဒီပုံစံ၄ခုကိုတော့ထိုင်း grammar နည်းစနစ်၄ခုလို့ခေါ်ပြီးတော့သူ့ကိုဘယ်လိုမျိုးသုံးကြလဲဆိုလို့ရှိရင်အနာဂတ်ကိုပြောမယ်လို့ဆိုလို့ရှိရင်ကျွန်တော်ကြဆိုတဲ့စကားလုံးရဲ့အနောက်မှာ Korea ဆိုတဲ့စကားလုံးကိုထည့်ပေးလိုက်လို့ရှိရင်မယ်မလို့ဆိုပြီးတော့အတိတ်ပဲရပြီးတော့အနာဂတ်ကိုတက်ရောက်သွားလိမ့်မယ်ထပ်ပြီးတော့ကြောက်ကျွန်တော်တို့နေတုံးဆိုတဲ့စကားကိုပြောချင်လို့ရှိရင်လက်ရှိပေါ့နော်လက်ရှိဆိုလို့ရှိရင်ကျတော့ကမ္မလန်ယူဆိုပြီးတော့သုံးပြီးတော့ကမ္မလန်နဲ့ယူနေကြတဲ့မှာ Korea ကိုထည့်ပေးလိုက်လို့ရှိရင်ဒီလက်ရှိဖြစ်နေတဲ့အရာကိုတက်ရောက်သွားလိမ့်မယ်ပေါ့နော်သူကတော့လက်ရှိအချိန်ကိုပြောတာတည်ပြီးတော့အဓိပ္ပာယ်ပြည့်စုံတာပေါ့နော်အဓိပ္ပာယ်ပြည့်စုံနေပြောတာအဲ့ဒါကိုမှကျွန်တော်တူတူနဲ့ထိုင်းတယောက်လိုပြောချင်တယ်ဆိုလို့ရှိရင် you ဆိုတဲ့တစ်လုံးပဲပြောလို့ရတယ်နေသည်ပေါ့နော် you ရဲ့ကျွန်တော် you လို့ပြောမယ်ဆိုလို့ရှိရင်တော့ you ရဲ့အရှိမကျွန်တော်ဘက်ကို Korea ကိုထည့်ပေးရမယ်Korea you ဆိုလို့ရှိရင်တော့လုံနေသည်လို့ဆိုပြီးတော့ကျွန်တော်တူဖြေသွားမယ်ပေါ့နော်သူကလက်ရှိကိုပြောတဲ့စကားလုံးထပ်ပြီးတော့ကြောက်ကျွန်တော်အတိတ်ကိုပြောချင်ရင်ကျတော့ Leo ဆိုတဲ့စကားလုံးကိုသုံးပြီးတော့သူ့ညီမလိုအတန်တော့ကကျညီမလိုအဓိပ္ပာယ်ကျတော့ BB ဒါမှမဟုတ် B ဒါမှမဟုတ် PB ဆိုပြီးတော့အတိတ်ပဲရတယ်ပေါ့နော်ဆက်ပြီးတော့ကျွန်တော်ဒီနမူနာဝါကြလေးတွေကိုကြည့်ကြည့်အောင်ပေါ့နော်သွားမယ်မလို့ဆိုပြောချင်ရင်ကျတော့ဂျပိုင်ဆိုပြီးတော့အနာဂတ်ကိုပြောချင်တာပေါ့နော်လုံမယ်မလို့အလုံးမယ်လုံမလို့ဆိုရင်ကျတော့ဂျထမ်ဆိုပြီးတော့ပြောလို့ရပါတယ်ဒီမှာကျွန်တော်တို့ဂျပိုင်တို့ဒီ term တို့နေရာမှာကိုတည့်ရဲ့ Korea ဝါကြတွေကိုထည့်ပြီးတော့အစားထိုးပြီးတော့သုံးလို့ရှိရင်အနာဂတ်ကိုပြောမယ်ဥပမာဆိုလို့ရှိရင် check in စားမလို့ချက်အောင်ယူမလို့အဲ့လိုမျိုးဆိုပြီးတော့ကျွန်တော်အဓိပ္ပာယ်ရပါတယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်သွားနေတုံးလို့ပြောချင်ကြတော့ကမ္လန်ပါယူကမ္လန်နဲ့ပိုင်နဲ့ကမ္လန်နဲ့ယူနေကြတဲ့မှာကျွန်တော် Korea ကိုထည့်ပေးလိုက်လို့ရှိရင်ကမ္လန်ပါယူဆိုပြီးတော့သုံးလို့ရပါတယ်ဒီမှာတစ်ခုသတိထားမိတာဒီမှာတစ်ခုသတိထားဖို့လိုတာယူအနောက်ကယူထည့်ပြီးတော့မပြောနေရတယ်ပေါ့နော်ကမ္လန်ပိုင်းဆိုလို့ရှိရင်သွားနေတုံးဒါမှမဟုတ်ကျွန်တော်သွားတုံးလို့ဆိုပြီးတော့အဓိပ္ပာယ်ယူလို့ရတယ်ပေါ့နော်ထပ်ပြီးကျွန်တော်လုံနေတုံးကြတော့ကမ္လန်ထမ်ယူဆိုပြီးတော့သုံးလို့ရပါတယ်ယူရဲ့အရှိမကျွန်တော် Korea ကိုထည့်ပြီးတော့ကမ္လန်ရဲ့အနောက်မှာကမ္လန်ဆိုလို့ရှိရင်ပြောလို့ရှိရင်တော့ကမ္လန်ရဲ့အနောက်မှာထည့်တာပေါ့နော်ထပ်ပြီးတော့ကျွန်တော်သွားနေရဆိုပြီးတော့တို့ပြောချင်ကြတော့ပါယူဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လုံနေရလို့ကျွန်တော်ပြောချင်ကြတော့ time you ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အနာဂတ်ကိုပြောတာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ခုကကျွန်တော်လက်ရှိအခြေအနေကိုပြောတာပေါ့နော်ထပ်ပြီးတော့ကျွန်တော်သွားပြီးဒါမှမဟုတ်ကျွန်တော်သွားပြီးလို့ရှိရင်ကျွန်တော်ပိုင်လဲဆိုပြီးတော့သုံးလို့ရပါတယ်ထပ်ပြီးတော့ကျွန်တော်လုတ်ပြီးဒါမှမဟုတ်ကျွန်တော်လုတ်ပြီးကြတော့ทำแล้วဆိုပြီးတော့သုံးလို့ရပါတယ်ဒီရဲ့ Korea တွေမှာကျွန်တော်တို့ဒီပိုင်းတို့ time တို့ရဲ့ဒီနေရာမှာကျွန်တော်ကိုတိရဲ့ Korea စကားလုံးတွေကိုအစားထိုးပြီးတော့ထည့်လို့ရတယ်ဒီမှာကျွန်တော် Korea နဲ့ပြောနေ Korea ဆိုတာဘာလဲဆိုလို့ရှိရင်ကရထမ်လို့ခေါ်တယ်အင်္ဂလိပ်ထိုင်းလို့ပြောလို့ရှိရင်လှုပ်ဆောင်မှုတွေပေါ့နော်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော် Korea လို့ခေါ်တယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်အခုဘာလုပ်နေလဲထိုင်းစာသင်ပေးနေအဲ့ဆိုလို့ရှိရင်သင်ပေးတာကကျွန်တော် Korea ပဲဆော်သူကသင်ပေးတာ Korea ပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်လုပ်နေတဲ့အရာတွေကိုဒီ Korea လို့ခေါ်တယ်ထပ်ပြီးကျွန်တော်ကြည့်ကြအောင်ထပ်ပြီးကျွန်တော် watch တွေမှာကြတော့သူ့ကိုဘယ်လိုမျိုးသုံးကြည့်လဲဆိုတော့ကျွန်တော်အလုပ်သွားမယ်ဒါမှမဟုတ်ကျွန်တော်အလုပ်သွားမလို့လို့ပြောချင်ကြတော့ผมจะไปทำงานလို့သုံးလို့ရပါတယ်ကျွန်တော်အလုပ်သွားမယ်မလို့ကျွန်တော်အလုပ်သွားနေတော့လက်ရှိလုပ်နေတာကိုပြောချင်ကြတော့ผมกำลังไปทำงานဒီกำลังไปทำงานရဲ့နောက်မှာ you ဆိုပြီးထည့်ပြီးလို့ရတယ်ဒီနောက်မှာကျွန်တော် you ဆိုတာကိုထည့်ပြီးလို့ရတယ်ဒါပေမဲ့ကျွန်တော်မထည့်လေအကြောင်းမရှိဘူးရတယ်ဘာလို့နားလေတယ်ผมกำลังไปทำงานကျွန်တော်အလုပ်သွားနေတော့အဲ့လိုမျိုးသုံးလို့ရတယ်ထပ်ပြီးတော့ကျွန်တော်အလုပ်သွားနေတယ်လို့ပြောချင်ကြတော့ผมไปทำงานอยู่ဆိုပြီးတော့ you နဲ့ you ကိုသုံးချင်လို့ရှိရင်ကျွန်တော် watch ရဲ့နောက်ဆုံးမှာသုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သတိထားမိလဲကျွန်တော်သွားနေတုံးနဲ့သွားနေခင်နဲ့တိတ်တော့မကွာဘူးဒါပေမဲ့ तू ကဘယ်လိုကွာသွားလဲဆိုတော့ထိုင်းမှာကျတော့ဒီသွားကမ္မလန်တို့တုံးချင်လို့ရှိရင် तू ကကမ္မလန်ကျတော့စာအရေးပိုင်းမှာ तू တော့ပို့ပြီးတော့ပြောကြတယ်ယူကြတော့ကျွန်တော်ဒီတိုးပဲစကလုံးစကတီယိုပိုင်းမှာပို့ပြီးတော့ပြောကြတယ်ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့အပိုင်းကိုယူပြီးတော့ပြောထပ်ပြီးတော့ကျွန်တော်အလုပ်သွားပြီလို့ပြောချင်ကြတော့ဖုံပိုင်ทำงานแล้วဆိုပြီးတော့သုံးလို့ရပါတယ်ဒီစကားပြောလေးနည်းစနစ်၄ခုကိုသိသွားရတယ်ကျွန်တော်ပြောချင်တယ်အခုလက်ရှိကိုပြောချင်တာလားဒါမှမဟုတ်ကျွန်တော်လက်အနာဂတ်ကိုပြောချင်တာလားပြီးသွားတဲ့အတိတ်ကိုပြောချင်တာလားဒီလိုမျိုးကျွန်တော်စကားလုံးတွေအများကြီးပြောလို့ရတော့မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေကြိုးရှိရဆိုလို့ရှိရင် like and follow လေးလုပ်ပါဖို့ဒီတောင်းဆိုရပေါ့နော်ကျွန်တော်နောက်ဗီဒီယိုရောက်လို့ရှိရင်ပြန်လည်ပြီးတော့တွေ့ကြပါမယ်တကယ်လို့ကျွန်တော်တို့ထိုင်းစကားလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ comment အောက်မှာထိုင်းဆိုပြီးတော့မှတ်ခဲ့လို့ရပါတယ်အဲ့ဒါလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့တွေ့ကြပါမယ် bye bye